အခုကအပြိုမစစ်မစစ်ဆိုစစ်ဖို့ဆိုတာလေရှင်းလို့မပြောနဲ့တရုတ်တွေဒီလောက်ထိစမူစာကြိုက်တဲ့လူနာမနော်ဒီလောက်ထိသူတို့နာမဂျင်းမိတယ်ရှင်ကျမပြပြမယ်နော်ဒါရဲ့တိုင်းလောကတွေကတခုပေါ့နော်ကျမပြပြမယ်ပြည်တဲ့သူလေတရုတ်တွေရှိရနေရာလေးဆိုရင်ပါကင်ဖောက်တော့ရှိရတခါလေးပြပြမယ်နော်အဲ့ဒီအချိန်မှာကျမတို့ဒီမြန်မာနိုင်ငံကအပြိုမတချို့တက်ကတူတက်တဲ့သူအခုကအပြိုမစစ်မစစ်ဆိုစစ်ဖို့ဆိုတာလေရှင်းလို့မပြောနဲ့တရုတ်တွေဒီလောက်ထိစမူစာကြိုက်တဲ့လူနာမနော်ဒီလောက်ထိသူတို့နာမဂျင်းမိတယ်ရှင်ကျမပြပြမယ်နော်ဒါရဲ့တိုင်းလောကတွေကတခုပေါ့နော်ကျမပြပြမယ်ပြည်တဲ့သူလည်းရှိရပေါ့လောက်ကိုက်တို့မြဝတီတို့နော်ဝပီတို့အဲ့ဒီမှာလေနော်ကျန်တဲ့တရုတ်တွေရှိနေရာလေးဆိုရင်ပါကင်ဖောက်တော့ရှိရတခါလေးပြပြမယ်နော်အဲ့ဒီအချိန်မှာကျမတို့ဒီမြန်မာနိုင်ငံကအပြိုမတချို့တက်ကတူတက်တဲ့သူလည်းပါတယ်တက်ကတူတက်တဲ့သူက3လတက်တဲ့သူအဲ့လိုမျိုးလေးကကျသူတို့ကပတ်စံအစင်မပြေတဲ့သူကျတော့ပါကင်တော့ဖောက်တယ်ဒါပေမဲ့တစ်ခါဖောက်ပြီးပြီမဲ့လေဒီတစ်နှစ်တော့နောက်တစ်ခေါက်ဖောက်ရမယ့်အချိန်ခါမှာသူတို့ကဘယ်လိုပြင်ဆင်ကြလဲဆိုသူတို့အဲ့ဒီဖြစ်တဲ့အချိန်မှာသူတို့ကတွေးပါလာပါလေအေးဒီဟာလောက်တဲ့အချိန်မှာနော်ဖွနော်သူတို့ကအဲ့မှာပါကင်စဖောက်ပြီးဆိုထွက်တယ်အဲ့လိုမျိုးဟာစိတ်ုံမှာတော့ထဲ့တယ်စိတ်ုံမှာတေးချောက်တော့ပြင်ပြီးတေချာပြင်ပြီးဆိုသူကတရုတ်တွေဘာတော့ပြောလဲဆိုတော့ပါကင်ဖောက်ဆိုမှပြန်သွားကြတယ်ချင်းပြတ်သွားထည့်ကြတယ်အဲ့လိုပါကင်ဖောက်တစ်ခေါက်တော့ထည့်ပြီးဆိုတရုတ်ငွေကဘယ်လောက်ရလဲဆိုအရင်တော့ဆိုတော့တစ်ခါသွားရင်ဆိုတရုတ်ငွေဆို2000 3000 4000ချောတယ်လို့ရတယ်နော်ချောပတ်စံရှိတယ်လို့ပေးတယ်ပွဲစားခတော့မပွဲစားတော့တော်တော်ပတ်စံရတာဟုတ်တယ်အဲ့ဒီပါကင်ဖောက်တယ်မပြောဒါမှမဟုတ်ဖို့မပါတယ်နော်အားကြောင့်ပြချင်တယ်တိလားဒီလိုမျိုးစမူစာကြိုက်တဲ့တရုတ်တွေတောင်ဂျင်းမိတာကွယ်ကျမတို့လိုမြန်မာနိုင်ငံမှာနေတဲ့ယောက်ျားလေးကဂျင်းမမိဘူးဆိုတာကယုံလားနော်ကိုချင်းတော့စာပါတယ်ဒါပေမဲ့ကျမမြင်တာကိုကျမပြောပြနော်တချို့လေးဆိုရင်ဟိုပါလေညက်နဲ့မယ်လေးလေနော်ညက်သမီးလေးဆိုပိုဆိုးတယ်နော်တစ်ဖက်မှာဒီအလုံးလုံးနေပေမဲ့တစ်ဖက်မှာနော်မြန်မာပြည်မှာရှိတဲ့နွားကလေးလေးကိုတို့ကစာလေးပို့နေတက်စီစာလေးပို့နေကိုရဲ့အလုံးလုံးနေပြီတချို့တွေကတော့တိကျတယ်တင်တယ်တိရင်းနဲ့လေမိန်းကလေးကိုခြူစားတဲ့သူကလည်းရှိတယ်လို့မဟုတ်ပဲနဲ့မတိရတဲ့သူလည်းရှိတယ်နွားလုံးတဲ့သူလည်းရှိရပေါ့အဲ့ဒီအချိန်ကျတော့တကယ်လို့ဒီကနေအလုပ်ပြန်ပြီးသူတို့ကဟိုရောက်တော့ကောင်းပေါ့ရဲလိုမျိုးပေါ့ဒါကြောင့်ပြောပြချင်တယ်အပြိုစစ်မစစ်ဆိုတော့ကျမကတော့ရှစ်မပြောနဲ့ရှင်တရုတ်တလောက်စမေးစာကြိုက်တဲ့သူနော်ဒီလောက်ထိဟွာဖြစ်တဲ့သူတော့မှဂျင်းမိတယ်ရှစ်စောစီကိုလူပြိုလေးတွေဖလာမှနားထောင်ပြီးဆိုရတယ်လူပြိုလေးတွေအကြောင်းပြောပြတာပေါ့နော်ကဲလူပြိုလေးတွေကိုကျမတခုမေးမယ်နော်ပြောလိုက်ပြောပြချင်ပါတယ်တကယ်လို့ကိုကလက်ရှိသားရှိနေပြီဒီအမျိုးသမီးကိုလည်းတကယ်ယူဖို့စဉ်းစားထားတယ်ဆိုရင်ဆွမေးပြီနော်ပြောလိုက်ပြောပြချင်တယ်မရှိသေးဘူးဆိုရင်တော့ဒီလိုမျိုးလူရှာလို့ပြောပြချင်တာပေါ့နော်ဒီလိုမျိုးဖြစ်ယူလို့ပြောပြချင်ပါတယ်တကယ်လို့ကိုကလေဒီလားဒီမိမကိုယူဖို့စဉ်းစားမယ်ဆိုရင်ကိုမမပြည့်စုံတဲ့ပေါ့မဆွဲခေါ်ပါနဲ့အများစုပြောပြရမယ်ဆိုရင်လေဒီလားမိဘရှိတာကိုရှိတာမဟုတ်ပါဘူးမိဘကမိဘရှိတာပါဒါပေမဲ့လေကိုတခုခုလှုပ်လို့ကိုမှမိဘအထောက်ပံ့ရှိတယ်ဆိုရင်တော့ဒါကတော့နေလို့ရဲ့ကုတူကံပေါ့အရန်ကိုကုတူကံကောင်းတဲ့သူဟုတ်တယ်မလို့အနောက်ခံလည်းမရှိအကျောခံလည်းမရှိနော်ပြောရမယ်ဆိုရင်တခုခုလှုပ်ကူမဲ့သူနောက်မရှိဘူးဆိုရင်မောင်လေးလို့မပြောပြချင်တယ်ကိုဘွားကိုပဲယုံရရတယ်ကိုကမိဘမဲ့လို့လဲဟုတ်တယ်လို့မဟုတ်တယ်လို့ဆိုပေမဲ့လဲဟိုအဖေမေရတော့ရှိပေမဲ့လဲကိုကူညီနိုင်တဲ့အစွမ်းအစမရှိဘူးကိုဟာကိုရဲ့အရာတိုင်းဥတီမှာလောက်ရတယ်ဆိုရင်တော့ကိုကမိမကိုမဆွဲခေါ်ပါနဲ့အောင်ကိုမှအလုံးမရှိသေးရောအကင်မရှိသေးပြောချင်တာကကိုပိုင်ဝင်ငွေလှစာလဲ10သိန်းလေးရတာနဲ့ဒါကဝင်ငွေလှစာအရင်များပြီလို့ထင်လို့မရသေးဘူးနော်အခုခေတ်ကုန်စုံတော့အခုခေတ်အနေအထားနဲ့ဆိုရင်ပေါ့တကယ်လို့ကိုမှတကယ်အလောက်ကတီတက်တန့်ရှိပြီးဒီအလောက်ကရေရှည်လှုပ်ရှားလို့ရတယ်တသက်လုံးလှုပ်ရှားလို့ရတဲ့အလောက်နောက်ပြီးကိုယ့်ရဲ့အုံနောက်ကစီမံခန့်ခွဲရဲ့အစ်လေးထွက်ပေါ်နိုင်တယ်ဆိုရင်တော့ဟုတ်ပါတယ်အဲ့ဒီမိန်းကလေးဆွဲခေါ်ပါယူပါကိုကအဲ့ချိန်ကျရင်အိမ်အောင်ပြုတ်ပါနောက်ပြီးကိုယူမဲ့မိန်းမကလည်းမိန်းမဟုတ်ရင်ရပြီလို့ဆိုပြီးမှမျက်စိမိတ်မှမယူပါနဲ့ပတ်ဝန်းကျင်ကိုစုံစမ်းပါဒီမိန်းမဟာတမိလိမ်မှာဖြစ်တာမှန်ပါတယ်ဒါပေမဲ့အိမ်မူရေးကိစ္စနိုင်နေတာလည်းမှန်ပါတယ်ဒါပေမဲ့
ကိုယ့်ရဲ့ဝင်ကိုတဝက်ထမ်းနိုင်ရလားဆိုတာကိုတေချာလေးမေးမြန်းမှာစုံစမ်းပါအခုခေတ်မိန်းကလေးတွေလည်းမိန်းကလေးဆိုတာမှန်ပါတယ်ဒါပေမဲ့မိန်းကလေးတိုင်းကလက်တွဲဖို့ကောင်းဆိုတာဖြစ်လာရင်ယောက်ျားကောင်းတွေကဘလို့လို့မိန်းမကောင်းတဲ့မိန်းမကောင်းမဟုတ်တဲ့သူတွေရနိုင်မှာလို့အဲ့လိုမျိုးပဲမိန်းမကောင်းတိုင်းကယောက်ျားကောင်းရနိုင်တယ်ဆိုရင်ဘာဖြစ်လို့အိမ်ထောင်ရေးတွေကရိုက်နှက်တာလေးကဖြစ်ပေါ်လာပါမလဲဒါကြောင့်ဆော့ပြောပြချင်လို့နော်ကိုကတကယ်ပဲတက်နိုင်မယ်ယူဖို့စဉ်းစားပြီးဆိုရင်တော့တမီးအိမ်ကိုအရင်စုံစမ်းပါမိမကမျက်နှာလှတိုင်းပဲမယူပါနဲ့စိတ်ထားကောလှနိုင်ရဲ့လားကိုမိဘရောသူ့မိဘလို့ထားနိုင်ရဲ့လားကိုမိဘကတော့သူ့ကိုတကယ်ချစ်နိုင်ရဲ့လားကိုကမိဘနဲ့အိမ်ခွဲပြီးမှကိုတီးတန့်ဒီမိမကိုလုံချုံထားနိုင်ပြီလားမောင်တထမ်းမဲ့တရွက်ဆိုလကားဖြစ်ပေါ်လာတာမဟုတ်ဘူးနော်ဒါကြောင့်ပြောပြချင်တယ်အိမ်မှုကိစ္စမိန်းကလေးအလုပ်ကြီးပဲမဟုတ်ဘူးအတူတူလုပ်ရမယ်ပတ်စံရှာယောက်ျားအလုပ်ကြီးပဲမဟုတ်ဘူးအတူတူရှာနိုင်တဲ့မိန်းမကိုရှာပါပတ်စံမရှာနိုင်ခဲ့ရင်တော့အိမ်မှုကိစ္စနိုင်နင်းထိမ့်နိုင်တယ်ကိုဘွားကိုလုံခြုံနိုင်တယ်ဆိုကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။